ချောရတနာနဲ့စံထိတ်ထားဦးတို့ပူးပေါင်းပါဝင်ထားတဲ့ဒီရုပ်ရှင်ကားတစ်ကတော့ပရိသတ်တွေကြားမှာတကယ်ကိုစိတ်ဝင်စားမှုမြင့်တက်နေတာပါအထူးသဖြင့်အော်ဒဇင်ဝေဒနာရှင်ကလေးငယ်တွေရဲ့ဘဝကိုရိုက်ကူးတင်ဆက်ထားတာမို့လူမှုရေးရရောအမှုပညာရပါတန်ဖိုးရှိတဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာပါမင်းသမီးကျော်နှစ်ယောက်ရဲ့တရုပ်ဆောင်ချက်တွေကလည်းကြည့်ရှုသူတွေရဲ့နှလုံးသားကိုဖန်ဆားနိုင်မယ်ဆိုတာသေချာနေပါတယ်ဒီဇာတ်ကားမှာအော်ဒဇင်ကလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမှုပညာဆက်ဆံထိထိမိမိပုံဖော်ပေးထားတာပါဒါကြောင့်လဲရုပ်ရှင်ကားမိတ်ဆက်ပွဲမှာတင်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအပြည့်အဝရရှိထားတာဖြစ်ပါတယ်ဇာတ်ကားမိတ်ဆက်ပွဲမှာတော့ချောရတနာကသူမရဲ့ဘဝအကြောင်းရင်းကိုပရိသတ်တွေမထင်မှတ်ထားတဲ့အချိန်မှာရင်ဖွင့်ပြောပြသွားခဲ့ပါတယ်သူမရဲ့သားလေးကိုယ်တိုင်ကလည်းအော်ဒဇင်ကလေးငယ်တစ်ယောက်ဖြစ်နေတာကိုပွင့်ပွင့်လင်းလင်းဝန်ခံလိုက်တာမို့အားလုံးအံ့အားသင့်သွားခဲ့ကြပါတယ်ဒီသတင်းကပရိသတ်တွေအတွက်တော့တုံ့လုံးစရာဖြစ်ခဲ့ပေမဲ့သူမရဲ့ခိုင်မာတဲ့မိခင်မြတ်တာကိုတော့အားလုံးကလေးစားသွားခဲ့ပါတယ်သားဖြစ်သူရဲ့အခြေအနေကိုပွင့်ပွင့်လင်းလင်းရင်ဖွင့်လိုက်ခြင်းကအခြားသောမိဘတွေအတွက်လည်းအများကြီးအားပေးမှုဖြစ်စေပါတယ်သူမအနေနဲ့ဒီလိုမျိုးရင်ဖွင့်ပြောကြားရတာဟာအော်ဒဇင်ကလေးတွေကိုပြုစုပြောင်းထောင်နေတဲ့မိဘတွေအတွက်အသိပညာပေးဖို့ရည်ရွယ်ချက်ရှိလို့ပါအော်ဒဇင်ကလေးတွေဟာသူတို့ကိုယ်ပိုင်ကဘာလေးထဲမှာရှိနေကြပေမဲ့သူတို့မှလည်းချစ်ချင်းမေတ္တာတွေအပြည့်အဝရှိနေတာပါဒါကြောင့်မိဘတွေအနေနဲ့သူတို့ရဲ့ကလေးတွေကိုအကောင်းဆုံးဂရုစိုက်ပေးကြဖို့နဲ့နားလည်ပေးကြဖို့ကိုအလေးအနက်တိုက်တွန်းသွားခဲ့ပါတယ်အော်ဒဇင်ဆိုတာဟာယောဂတစ်ခုမဟုတ်ဘဲနဲ့နားလည်ပေးဖို့လိုအပ်တဲ့အခြေအနေတစ်ခုသာဖြစ်တယ်ဆိုတာကိုသူမကအလေးပေးပြောဆိုခဲ့ပါတယ်ဒီလိုမျိုးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မိဘတွေအတွက်လည်းချောရတနာကစိတ်တက်မကြဖို့နဲ့အားမငယ်ကြဖို့ကိုလည်းအားပေးစကားဆိုခဲ့ပါသေးတယ်ကလေးတယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မိဘတွေရဲ့စိတ်ရှည်မှုနဲ့ကြိုးစားအားထုတ်မှုတွေကအရေးကြီးဆုံးဆိုတာကိုသူမကထောက်ပြသွားပါတယ်ကိုယ်တိုင်လည်းမိခင်တယောက်ဖြစ်တဲ့အတွက်အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုသူမကလက်တွေ့ကျကျမျှဝေပေးသွားတာပါဒီစကားတွေကအော်ဒဇင်ကလေးမိဘတွေအတွက်တော့တကယ်ကိုအားစိတ်တစ်ခွက်တစ်ဖွဲဖြစ်စေခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီဇာတ်ကားဟာအော်ဒဇင်ကလေးတွေပေါ်လူဖွဲ့စည်းရဲ့အမြင်တွေကိုပြောင်းလဲပေးနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်ပရိသတ်တွေကလည်းချောရတနာနဲ့စံထိတ်ထားဦးတို့ရဲ့ဒီဇာတ်ကားကိုအမြန်ဆုံးကြည့်ရှုနေကြပြီးအားပေးမှုတွေအများကြီးပေးနေကြပါတယ်အမှုပညာရှင်တွေအနေနဲ့လူမှုရေးအကျိုးပြုတဲ့အလုပ်တွေကိုဒီလိုမျိုးစိတ်အားထက်သန်စွာနဲ့လှုပ်ဆောင်တာကိုမြင်ရတာတကယ်ကိုဝမ်းသာစရာပါအော်ဒဇင်ကလေးတွေရဲ့လောကထဲကိုပရိသတ်တွေဘယ်လောက်အထိနားလည်သွားမလဲဆိုတာကိုတော့ယုံတင်တဲ့အခါမှာအားလုံးအတူတူစောင့်မျှော်ကြည့်ရှုကြရမှာပါ